မိတ်ဆွေတို့စိတ်ကူးထဲမှာမြင်ရောင်ကြည့်လိုက်ပါကဘာအမြင့်ဆုံးတောင်ထိပ်တွေကိုတက်ဖို့ဆိုတာခန္ဓာကိုယ်ကြန့်ခိုင်မှုအပြည့်ရှိတဲ့သူတွေတောင်မနှဲစူးစမ်းရတာပါဒါပေမဲ့ခြေထောက်တစ်ဖက်ဆုံးရှုံးသွားပြီးနောက်မှာတော့ဒီလိုစိန်ခေါ်မှုတွေကိုမစွန့်လွတ်ခဲ့တဲ့လူတစ်ယောက်အကြောင်းကိုရောကြားဘူးကြပါသလားသူဟာဟန်ဂေရီနိုင်ငံသား Zsolt Eros ပါစိတ်တက်ခိုင်မာမှုဆိုတာဘာလဲဆိုတာကိုကဘာကသိအောင်ပြသခဲ့တဲ့သူတစ်ယောက်ပေါ့သူ့ရဲ့ဘဝဆက်ကြောင်းကဘလောက်တောင်စိတ်လှုပ်ရှားဖို့ကောင်းလဲဆိုတာစက်ကြည့်ကြည့်ရအောင်ပါဇိုးဟာရိုမေးနီးယားနိုင်ငံကလူမျိုးစုတစုမှမွေးဖွားခဲ့သူဖြစ်ပါတယ်ငယ်စဉ်ကတည်းကတောင်တက်ရတာကိုဝါသနာပါခဲ့ပြီး1992ခုနှစ်မှာဟန်ဂေရီနိုင်ငံသားဖြစ်လာခဲ့တာပါသူဟာ Everest တောင်ကိုပထမဆုံးအောင်မြင်ခဲ့တဲ့ဟန်ဂေရီနိုင်ငံသားအဖြစ်သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်သူဟာ8000မီတာအထက်ရှိတဲ့ကမ္ဘာတောင်တန်းကြီး14ခုထဲက10ခုကိုအောင်မြင်စွာတက်လှမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဘဝမှာအကြီးမားဆုံးအချိုးအကွေ့တစ်ခုကတော့2010ခုနှစ်မှာစောင့်ကြိုနေခဲ့ပါတယ်2010ခုနှစ်မှာသူဟာတာထရာတောင်တန်းတွေမှာနှင်းပြိုကျမှုကြောင့်မတော်တဆမှုဖြစ်ခဲ့ပါတယ်ဒီဒဏ်ရာကြောင့်ပဲသူ့ရဲ့ညာဘက်ခြေထောက်ကိုဒူးအောက်ကနေဖြတ်တောက်ပစ်လိုက်ရပါတယ်တောင်တက်သမားတစ်ယောက်အတွက်ခြေထောက်တစ်ဖက်ဆုံးရှုံးတာဟာအရာအားလုံးပြီးဆုံးသွားပြီလို့ထင်စရာပါပဲဒါပေမဲ့ဇိုးဟာတခြားသူတွေနဲ့မတူခဲ့ပါဘူးသူဟာခြေထုတက်ပြီးတောင်တက်ဖို့ချက်ချင်းဆိုသလိုပြန်ပြင်ဆင်ခဲ့ပါတယ်ခြေထောက်ဖြတ်ပြီးတဲ့နှစ်မှာပဲချိုအိုယူတောင်ကိုတက်ဖို့ကြိုးစားခဲ့တာကိုကြည့်ရင်သူ့ရဲ့စိတ်ဓာတ်ကိုခံမှန်းလို့ရနိုင်ပါတယ်ဒါပေမဲ့တကယ်အံ့အားသင့်စရာကနောက်ထပ်ဖြစ်လာမဲ့အောင်မြင်မှုတွေပဲဖြစ်ပါတယ်ဇိုးဟာ2011ခုနှစ်မှာလော့စီတောင်ထိပ်ကိုခြေထုနဲ့အောင်မြင်စွာတက်နိုင်ခဲ့ပါတယ်သူဟာ8000မီတာအထက်တောင်တန်းကြီး10ခုကိုတက်နိုင်ခဲ့တဲ့အထက်မှာနောက်ဆုံး2ခုကိုခြေထုနဲ့ပဲအောင်မြင်ခဲ့တာပါသူဟာခြေထောက်တစ်ဖက်မရှိတော့ပေမဲ့တောင်တက်ရတာကိုဘယ်တော့မှမစွန့်လွတ်ခဲ့ပါဘူးဒါပေမဲ့2013ခုနှစ်မေလ20ရက်နေ့မှာတော့သူ့အတွက်အမှတ်မထင်ဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီနေ့ကကမ္ဘာတတိယအမြင့်ဆုံးကန်ချန်ဂျူကတောင်ထိပ်ကိုအောင်မြင်စွာတက်နိုင်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်တောင်ထိပ်ကိုအောင်မြင်စွာတက်နိုင်ခဲ့ပေမဲ့ပြန်ဆင်းမှာတော့ဇိုးဟာအရန်ကိုပင်ပန်းနွမ်းနယ်နေခဲ့ပါပြီသူနဲ့အတူပါလာတဲ့အသက်26နှစ်အရွယ်ပီတာခစ်ဟာသူ့ကိုကူညီဖို့စ조사ခဲ့ပေမဲ့ဝမ်းလဲစရာပဲနှစ်ယောက်လုံးတောင်ပေါ်မှာပျောက်ဆုံးသွားခဲ့ပါတယ်ရှာဖွေရေးအဖွဲ့တွေကမေလ22ရက်နေ့မှာရှာဖွေမှုကိုရပ်နားခဲ့ရပါတယ်နောက်ထပ်နှစ်အကြာ2014ခုနှစ်မှာတော့သူ့ရဲ့ရုပ်အလောင်းကိုမီတာ8000ရေရအမြင့်မှာပြန်လည်တွေ့ရှိခဲ့ပြီးဇိုးဖြစ်ကြောင်းကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်ဇိုးဟာကွယ်လွန်သွားပြီဖြစ်ပေမဲ့သူ့ရဲ့စိတ်ဓာတ်ကတော့လူအများကြားမှာရှင်သန်နေသေးပါသူ့ကိုဂုဏ်ပြုတဲ့အနေနဲ့အားကစားခန်းမတွေကိုသူ့နာမည်ပေးခဲ့တယ်လို့သူ့ဘဝအကြောင်းကိုလည်း Heights and Depths ဆိုတဲ့နာမည်နဲ့ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်မိတ်ဆွေတို့လည်းခက်ခဲတဲ့အချိန်တွေမှာဇိုးလိုစိတ်ဓာတ်မျိုးရှိရင်ဘယ်လိုအတားအဆီးမျိုးကိုမဆိုကြော်ဖြတ်နိုင်ပါပါဒီလိုစိတ်ဓာတ်ခိုင်မာတဲ့သူတွေရဲ့အကြောင်းကိုနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်